မိထဆာနာကိုစိတ်ကိုပူလို့ပြင်းတဲ့ကြောင့်မိမိတို့အရင်ကပါအနာကောင်းသောဒေတာဝိညာဉ်တဲ့ဒီမှာတဲ့ကတော့သက်သာကြဖို့မရအာလောဝိကြကြလည်းအဲ့ဘာရောက်ရောက်တော့လည်းဘာများအတော့ပြရပါဘာကျေးဇူးရှင်များကျေးဇူးတော်ပါဗျာ